အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကကွန်ပျူတာတွေ Windows တင်ပြီးနောက်ပိုင်းပေါ့နော်ကျွန်တော်တို့ဒီ device manager မှာကြည့်တဲ့အနေအထားမှာဒီရုပ်ထွက်ပိုင်းပေါ့နော် display adapter တွေနောက်တစ်ခါကျွန်တော် card reader driver တွေဒါ mousepad driver တွေမရှိသေးဘူးဆိုဒီလိုမျိုး exclamation mark တွေနဲ့ဒီအားသားမှာလာပြနေပေါ့အဲ့တော့ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကဒီတိုင်းထားပြီးသုံးလို့ရလားဆိုတော့ရတော့ရတယ်ဒါပေမဲ့တစ်ခါလေကြာရင်မဆိုတော့Windows တင်ပြီးနောက်ပိုင်းပေါ့နော် Wi-Fi မရတော့တာ touch တွေရွှေ့လို့မရတော့တာရုပ်ထွက်ကြီးတွေဝါးနေတာဒါတွေကဒါဒီကျွန်တော်တို့ရုပ်ထွက်ပိုင်း driver တွေ Wi-Fi driver တွေ touchpad driver တွေမစုံသေးလို့အဲ့လို driver မစုံသေးပဲနဲ့သုံးမယ်ဆိုရင်ဒါ Windows ကတစ်ခုခုလို့ဖြစ်နေတယ်နော်အဲကြောင့်ဒီနေ့မှာကျွန်တော်က computer Windows တင်ပြီးနောက်ပိုင်းလိုအပ်တဲ့ driver လေးတို့ပြန်ထည့်မှာကိုWindows update နည်းလည်းမသုံး manual နည်းလည်းမသုံးဒီကျွန်တော်တို့အလိုလျောက် shutdown ပေးတဲ့ IOPate driver နည်းကိုသုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ device manager ဖော်ကြည့်ခြင်းဒီ Windows logo လေးကိုပေါ့နော် right click ထောက်ပြီးတော့ device manager မှာကိုယ်ကွန်ပျူတာမှာဒီအစိတ်ပိုင်းကြီးများစွာနဲ့သူဖွဲ့စည်းထားပါတော့အဲ့ဒီအစိတ်ပိုင်းကြီးရဲ့ဒီချိတ်ဆက်မှုရှိမရှိကျွန်တော်တို့စစ်ဆေးလို့ရပါတယ်အဲ့တော့ခုကျွန်တော်တို့ driver လေးဆက်သွင်းကြည့်ရအောင်နော်အဲ့တော့ကျွန်တော် driver down ဖို့အတွက်ပေါ့TTG3 driver ကိုအရင်တောင်းရအောင်နော်link ကတော့ကျွန်တော် description မှာချပေးထားတယ် TTG3 phone service driver ပေါ့နော်အရင်တော့ကျွန်တော် phone service driver တွေတွင်းပြီးပြခဲ့တယ်ဒါပေမဲ့ပြဖို့လိုနေတာ Windows driver တွေပေါ့နော်အဲ့တော့ဒီ driver လေးရှိပြီးသားသူကတော့ down စရာမလိုဘူးမရှိသေးတဲ့သူကတော့နော် download from Google Drive ဆိုပြီး down ပေးမယ်password အနေနဲ့ TTA ထည့်ပြီနော်အဲ့တော့ကျွန်တော်စပြီးတော့ down လိုက်ပါမယ်တော့ပြီးသွားပြီပေါ့နော် down တာပြီးသွားရင်သူက agent commonly download ဆိုပြီးဒီလိုပြရင်ဒါအစိတ်မပူနဲ့ဒီဘေးနားလေးကအဆက်3ဆက်ကိုနှိပ်ပြီးတော့ key ပေါ့နော်အဲ့ key လေးကိုနှိပ်လိုက်ပြီးတော့မှကျွန်တော် delete ကိုသွားမနှိပ်နဲ့ဘေးနားလေးကိုတစ်ချက်နှိပ်ပြီး key anyway နော်ဒါလေးလောက်ပေးလိုက်နော်ဒါကျွန်တော်တို့ Android မှာဆို unknown source လိုမျိုးပေါ့နော်အဲ့ပြီးတော့ virus စစ်ဆေးမှုပြုလုပ်နေတယ်ကျွန်တော်တို့ခဏဆောင်ပြီးသွားရနော် open file လို့ပြရင်ပြီးသွားပြီကျွန်တော်တို့ show in folder ကိုနှိပ်မယ်ပြီးတော့မှကျွန်တော်တို့ double click နှိပ်ပြီးတော့ဒီ TTG3 driver ကို install မောင်းပါမယ်ဒါဆိုကျွန်တော်တို့ password လာတောင်းပြီနော်ကျွန်တော်ခဏ website မှာပြထားတဲ့ TTA ပဲကျွန်တော်ထည့်ပေးမယ်နော်အဲ့ဆိုဒီ TTG3 driver တွင်းပြီးသား message ဒီနော်ဒီတွင်းတဲ့အပိုင်းကိုကြော်လိုက်လို့ရရနော်ထပ်တွင်းစရာမလိုပါဘူးdesktop ပေါ်မှာရှက်ကလေးထွက်နေနော်အဲ့ထက်မှာကျွန်တော်တို့ Windows ဘိုင်းဆိုင်ရာ driver တွေတွင်းဖို့ကဒီမှာ IOPate driver ဆိုတဲ့ခလုတ်လေးနှိပ်ပြီးတွင်းရမယ်တခြားဖုန်းနဲ့ပတ်သက်တဲ့ driver တွေကတော့ mixer လို့တည်ထားတဲ့အတိုင်းပဲ media driver LIB USB နော်ပြီးရင် Godown driver Facebook ADB 5 file CMD here ကျွန်တော် Samsung ပေါ့နော်အဲဒီမှာပြောချင်တာက media driver တွင်းရင် mixer signature off လုပ်စရာမလိုတော့ပါဘူးအဲဒါကြောင့်ကျွန်တော်တို့ Windows အမြင့်တွေ computer အမြင့်တွေ signature off လို့အဆင်မပြေတဲ့အလုံးတွေလည်းဒီ driver နဲ့အဆင်ပြေပါပြီတွင်းပြီးရင် PC reboot ချရုံပါပဲဒါကတော့ update လေးပြပြချင်းဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့ဆက်ပြီးသွားချင်တာဒီ Windows နဲ့ပတ်သက်တယ်ပေါ့နော်ခုဒီ computer ဆိုကျွန်တော် Windows အသစ်ပြန်တင်လိုက် Windows တင်ပြီးချင်းမှာဒီ computer တော့ Wi-Fi တော့ရတယ်ဘာတွေအဆင်မပြေဘူးလဲဆိုဒီရုပ်ထွက်ပိုင်းကအရင်ညံ့နေနော်အဲ့ဒါ display adapter မှာကြည့်မယ်ဆို Microsoft Basic Display Adapter ကြီးဖြစ်နေပုံမှန်ဆိုကျွန်တော် computer Intel ဖြစ်တဲ့အတွက် Intel HD graphic လို့ဖြစ်နေရမှာနောက်တစ်ခါကျွန်တော်ဒီမှာ LAN driver တွေနော် PCI driver တွေ card reader driver တွေလုံးဝဒါ ambient exclamation mark ပြနေပါတော့ okay အဲ့ဆိုကျွန်တော်စတွင်းကြည့်အောင်အဲ့တော့တွင်းတော့မယ်ဆိုရင်ကျွန်တော်တို့ IOPate driver ကိုတစ်ချက်နှိပ်နော်ပြီးတော့ကျွန်တော် next နှိပ်မယ်အဲ့ဒါဒီလိုပေါ်လာဆိုရင်ကျွန်တော် internet တော့လိုတယ်အဲ့လိုကိုကွန်ပျူတာ Wi-Fi မရဘူးထား
နော်ကိုကွန်ပျူတာ Wi-Fi မရလို့တွင်းချင်းတယ်အဲ့ဒါဆိုရင်ကိုက internet ဒီနေရာမှာပေးရမှာဖြစ်တဲ့အတွက် internet ရအောင်ဖုန်းနဲ့ကွန်ပျူတာနဲ့ USB ကြိုး join လိုက်ပြီးတော့မှအခုကျွန်တော်ပြထားတဲ့ပုံတွေကလို့ tethering ဆိုတဲ့ကောင်လေး on ပေးလိုက်နော်အဲ့ဒါဖုန်းတိုင်းမှာပါတယ်နော် tethering ဆိုတဲ့အကောင်လေးကို setting နဲ့ hotspot တို့မှ modem မှာရှာပြီး on လိုက်အဲ့ဒါဆိုကွန်ပျူတာမှာ internet ရသွားမယ်အဲ့ဒီအနေထားမှာကျွန်တော် scan ပေါ့နော် scan နှိပ်လိုက်တော့ Wi-Fi ရတဲ့လူတွေကတော့ Wi-Fi ချိတ်လိုက်ပေါ့နော် scan နှိပ်လိုက်တဲ့ကိုယ်ကွန်ပျူတာမှာတွင်းတင်တဲ့ driver တွေ update လုပ်တင်တဲ့ driver တွေမှာလာပေါ်ပြီနော်အဲ့တော့ကျွန်တော်ဥပမာအနေနဲ့ဒီရုပ်ထွက်ပိုင်း driver ကတော့နည်းနည်းများတယ်ဆိုတော့ကြာမှာစိုးလို့ပေါ့နော်အောက်နည်းနည်းဆင်းလိုက်မယ်အောက်နည်းနည်းဆင်းလိုက်တယ်မှာ amazing driver တွေရှိတယ်နော်ကျွန်တော်အမှန်ချစ်တွေအကုန်ဖြောက်လိုက်မယ်အမှန်ချစ်တွေအကုန်ဖြောက်ပြီးဒီ amazing ပြနေတဲ့ driver တွေကျွေးသွင်းပြမယ်နော်ဒီ unknown တွေပေါ့ဒီကောင်တွေအမှန်ချစ်လိုက်နော်ကျန်တဲ့ကောင်တွေအမှန်ချစ်ဖြုတ်လိုက်ဒီ amazing တွေပဲအမှန်ချစ်ချစ်လိုက်မယ်နော်ပြီးတိုင်းကျွန်တော် update now နိုင်မယ် okay ပြီးပြီပြီးကျွန်တော်ဘေးနားလေးမှာ device manager လေးဖော်ထားလိုက်မယ်သူတဖြည်းဖြည်း driver တွေတွင်းသွားတာကိုသိစေချင်လို့ပေါ့နော်ဒါဆိုရခိုင်အောင်အကုန်ပြည့်သွားပြီနော်ပြည့်သွားတဲ့အနေထားမှာကျွန်တော် device manager ကြည့်မယ်ဆိုရင်ခုနလိုမျိုးပေါ့အားသားဆိုတဲ့ driver တွေလုံးဝမရှိတော့ဘူးเนาะသူ့နေရာနဲ့သူဒါစနစ်တကျဝင်သွားပြီပေါ့အဲ့တော့ဘာကြံသေးလဲဆိုတော့ဒီမှာ display adapter ပေါ့เนาะဒီကောင်ပဲကြံတာအဲ့တော့ကျွန်တော်တွင်းတင်းတဲ့ driver လေးတွေကိုဒီမှာတစ်ခါနဲ့ပြပြမယ်ဆိုဒီ battery driver ကတော့ update မလုပ်ချင်လဲရတယ်အဲ့တော့ကအရေးကြီးတာတော့ display ပေါ့เนาะဒီ display နှစ်ခုလုံးကို update လုပ်ပေးရမယ်เนาะ update လုပ်ပေးရမယ်ပြီးရင်အဲ့မှာ Wi-Fi တွေပါအဆင်မပြေဘူးဆိုရင်ဒီမှာ network adapter ပေါ့နော်ဒါ network ဆိုတော့ line ပိုင်းဆိုင်ရာပေါ့ wireless ဒီ LAN cable တို့ wireless ဒီ Wi-Fi တို့ပေါ့နော်ဒီကောင်လဲ update လုပ်ပေးရမယ် amazing ပြနေလဲ install ပေါ့နော် update ပြနေလဲ update ပေါ့နော်ဒီလိုမျိုး update ပြရဟာလေး update လုပ်ပေးရတယ်အဲ့တော့ gain support ကတော့မလုပ်လဲရတယ်ဒီ C+ တွေပါလေနော် twin ထားရင်တော့ပိုကောင်းတယ် Microsoft C+ တွေကနော်ပြီးတိုင်းတော့ဘာလုပ်ခိုင်းလဲဆို PC reboot ချခိုင်းတယ်ပေါ့ PC လေး reboot ချလိုက်ရင်ကျွန်တော်တို့ Windows နဲ့ပတ်သက်တဲ့ driver တွေအကုန်လုံးအဆင်ပြေလို့ပြောရင်းနဲ့ဒီ video လေးကတော့ဒီလောက်ပါပဲခင်ဗျာ